ဒီနေ့မှာကျွန်တော် party first software မှာဖြစ်ပါတယ်ကျွန်တော်အောင်မြင့်မြတ် gaming 2271 227ပါယူ257ပါကျွန်တော်ကို channel ရပါကျွန်တော်ကိုကတော့ဥမာပါဂိမ်းဆောင်နေပါကျွန်တော် Roblox တူဆော့ရပြပါတယ်ကျွန်တော်တော့မပါပါဘူးဟုတ်ပါတယ်ကျွန်တော်ကိုရုပ်တော့မပါဘူးကျွန်တော်ဟာလေကျွန်တော်ကိုကတော့မပါဘူးကျွန်တော်ပြောက်တယ်ဆိုကျွန်တော်ပါမလေးကျွန်တော်ကိုမပါဘူးလေရုပ်မပါပါဘူးဒါပေမဲ့ game ထဲမှာတော့တွေ့တယ်ချိတ်စောလို့မရဘာလဲဟုတ်ကဲ့ပါကျွန်တော် secret နေရာလေး secret လုပ်နည်းလေးပြမယ်ဒီအဝိုင်းလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလို့မလဲကျွန်တော်အဲ့အဝိုင်းလေးကိုနှိပ်လိုက်ပါဘာကြောင့်နှိပ်လိုက်ပါပြီနှိပ်လိုက်ပါပြီဟုတ်ပြီနှိပ်ပြီးလို့ရှိရင်ဒီလေးမမြင်ရလေဒီအောင်နှိပ်လိုက်ပါမယ်ခဏလေးပါကျွန်တော်ရုပ်လေးပါပုံဆိုပြမင်္ဂလာပါကျွန်တော်ပြန်ဆော့ပါမယ်ဒီအောင်ကိုချဲ့လိုက်ပါဒါ secret နေတာပါဒီဝါတာကိုနှိပ်လိုက်တာကျွန်တော်ရေးကြည့်ပါဦးဇီဇိုမီကိုနှိပ်လိုက် angry ကိုလည်းနှိပ်လိုက်ဒီအောင် angry အဲ့ဒါဆိုရင်ကျွန်တော်တို့ကအစုံသွားပါပြီခဏလေးပါဝင်ပြန်ထိုင်လိုက်ပါမယ်ပါပြီကျွန်တော်တို့ကနော်ဒီအောင်နှိပ်လိုက်ဒီအောင်နှိပ်လိုက်ဒီအောင်နဲ့ရေကိုလေးလျှော့လိုက်ပါမယ်ကျွန်တော်ကတော့ရေကူးကန်လုပ်နေရပါဖြစ်ပါတယ်ဒီနေ့မှာမဘာကျွန်တော်ရေကူးကန်ပေါ့ဟုတ်ပါတယ်ဒီရေကူးကန်ကိုပေါက်တာပါနဲ့အပလေးကဒီကြီးကနည်းနည်းထက်လို့ပါပဲလူကြီးကနောက်တစ်ခါလို့ပါပဲတော့မယ်ဆိုနောက်ထပ်လူကြီးကပို့ညစ်နေပေါ့နော်မြင့်နေကြတော့ဟိုလိုကြီးရမြင့်လာတယ်အဲ့ဒါကျွန်တော်ကြောတက်လို့ပါမဟုတ်ပါဘူး open လို့ဆိုဟုတ်ပြီကျွန်တော်ကနဗီဒီယိုချီပါမှာကြောတက်နေဆိုတော့အဲ့ဒါပြန်ဟုတ်ကဲ့ပြန်စားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့မကြီးဒီနားမှာကျွန်တော်တို့ဟွာလောက်ပါမယ်အပေါက်လောက်ပါမယ်ဒီကူးခံဆိုတော့လေတို့ဆောက်ရတယ်နည်းနည်းခက်လို့နည်းနည်းကြာသွားမှလို့ဗီဒီယိုလေးကိုအဲ့ဒီလေးပဲဖြတ်လိုက်တယ်နော်ဟုတ်ကဲ့ပါပြန်စားပါပြီကျွန်တော်အခုကတော့မြေကြီးတူးပြီးပါပြီဟုတ်ကဲ့တူးမယ်လုံးဝတစ်ခုလုံးကိုပြောမယ်အေးဒါကျွန်တော်စောက်တာကြီးကိုပြီးနေပြီလားဟုတ်တယ်လေဒီရယ်ပြီးမသွားပါပြီ
လမ်းကလမ်းပြေနော်ဘလူးကင်ကနေတော့လေရောက်ဒီကနေတော့လေရောက်ထူးရဲနဲ့ဒီပတူကျွန်တော်ခဏလေးအတိတ်ပြန်ပြလိုက်ပါဟုတ်ကဲ့ပါကျွန်တော်စောက်လို့လည်းပြီးတော့ပါမယ်ကျွန်တော်တော့အခုဟိုစောက်နေပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကောမန့်မှာလည်းဘာမရှင်ခိုင်းလဲကြိုက်တာခိုင်းလို့ရတယ်ကျွန်တော်တယောက်ချင်းစီမရှင်ကိုကျွန်တော်ကောမန့်ကိုဖတ်ပြီးတော့ကောမန့်မှာရေးခဲ့တယ်ပါနော်တော့ကောမန့်မှာဖတ်ပြီးတော့ဟိုအကိုလိုလောက်ခိုင်းတဲ့မရှင်ကိုလောက်ပေးနော်ဒါနော်အဲ့ဘာမဟုတ်ပါဘူးအားမဟုတ်ပါဘူးကျွန်တော်ဒီမှာကျွန်တော်ကိုယူကြည့်နေကြည့်ကြည့်ရမယ်ကဘာအကျဲဆုံးရေကူးတယ်ဘာမဟုတ်ပါဘူးကျွန်တော်ကလာလို့ပါခဏလေးအတစ်ပြလိုက်ပါမယ် sorry ဟုတ်ကဲ့ပါဗီဒီယိုနည်းနည်းအတစ်ပြလိုက်တာနည်းနည်းကြာသွားပါတယ်ကျွန်တော်တို့အခုဆက်လက်ပြီးလုံးမှာဆိုလို့ကျွန်တော်ကအတစ်ဖတ်ပြပါမယ် sorry ပါနော်ဗီဒီယိုရှင်ဝါမှာဆိုလို့နောက်နေ့မှပဲဆက်ရိုက်ပေးပါမယ်ကျွန်တော်တို့ခဏလေးပြီးရင်လည်းကျွန်တော်တို့ Roblox ဆော့ကြပါမယ်ပြီးပါပြီ bye bye